ရှင်အိမ်မက်များနဲ့တုတ္တဝေဖြတ် page ကကျူးစုလိုက်ပါတယ်သင်ဟာချမ်းသာကြွယ်ဝတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်အဖို့ပြပါနီလန်းလေးတွေကိုစူးစမ်းကြည့်ပါချမ်းသာကြွယ်ဝခြင်းဆိုတာကငွေကြေးတစ်ခုတည်းနဲ့ဆိုင်တာမဟုတ်ပါဘူးကိုယ်တန်မိုးကိုသိခြင်းကိုချစ်တတ်ခြင်းနဲ့ကိုဘဝကိုတန်မိုးထားတတ်ခြင်းဆိုတာတွေကကြွယ်ဝချမ်းသာမှုတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မို့နေ့စဉ်ဘဝမှာအောက်ပါအချက်များတွေကလုံနိုင်တဲ့လောက်ကိုစူးစမ်းလုပ်ကြည့်ပါပထမဆုံးကတော့ရေချိုးတဲ့အခါတိုင်းမှာကိုဘဝနဲ့မသင့်တော်တဲ့အကြောင်းအရာဟောင်းနေစွမ်းအင်ဟောင်းနေကိုစီးကြောဖယ်ရှားပြစ်လိုက်ပြီးလို့စိတ်ကူးပြီးရေကိုချိုးပါနံပါတ်2အချက်အနေနဲ့တော့အပြင်ထွက်တဲ့အခါတိုင်းမှာဓာတ်ပုံဆရာတယောက်ကအပြင်မှာစောင့်နေတယ်လို့သဘောထားပြီးတသက်ရည်ရဲ့နဲ့ကိုလှပအောင်ယုံကြည်မှုရှိစွာဝိစားစီရင်မှာနံပါတ်3ချက်အနေနဲ့ကတော့ကိုပြောလိုက်တဲ့စကားတိုင်းကနောက်တစ်ချိန်မှာလူသားတွေကပြန်လေကိုကပြောဆိုရမယ်ဆိုတဲ့သဘောထားပြီးတော့ကိုယ့်ရဲ့စကားကိုတမိုးရှိပြောဆိုတင်ပါတယ်နံပါတ်4ချက်ကတော့ကိုတောင်းသမျှစုအားလုံးကပြေဝလက်ခံရရှိပြီးသားလို့ခံစားရပြီးကျေးဇူးတင်ပါနံပါတ်5ချက်အနေနဲ့ကတော့ကိုယ့်သမီးကိုမေတ္တာနဲ့နူးညံ့ညံ့ပြောတဲ့ပုံစံအတိုင်းအခြားသူများကိုလည်းပြောဆိုဆက်ဆံပါနံပါတ်6အချက်ကတော့ကိုယ့်ဘဝမှာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဆိုတာကိုယ်တိုင်ပဲဆိုတာသတိရပါဒါကြောင့်မို့ကိုသာဦးစားပေးရွေးချယ်ပါနံပါတ်9အချက်ကတော့ကိုယ့်အတွက်အဖို့တန်လှပကောင်းမွန်တဲ့အရာတွေဝယ်တဲ့အခါတိုင်းမှာအပြစ်ရှိတယ်လို့မခံစားပါနဲ့ကိုပျော်ရွှင်စေဖို့ကိုလည်းကိုဟာထိုက်တန်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုသတိရပါအားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်